မင်္ဂလာပါ Special Entertainment မှာကြိုဆိုပါတယ်ဒီခါမှာတော့ချီလီနိုင်ငံမှာရှိတဲ့ထူးခြားဆန်းပြတဲ့ Easter ကျွန်းကျောင်းကိုဝေမျှချင်ပါတယ် Easter ကျွန်းကိုဒေသခေါ်ရာဘာနူရီကျွန်းဟုလည်းခေါ်ပါတယ် Easter ကျွန်းဟာကမ္ဘာပေါ်တွင်လူသူအရောက်ပေါက်အနည်းဆုံးနဲ့ရှေ့ဝှက်ချက်အများဆုံးကျွန်းလည်းဖြစ်ပါတယ် Easter ကျွန်းဟာပါစီဖိတ်သမုဒ္ဒရာတောင်ဘက်ပိုင်းတွင်တည်ရှိပြီးအလွန်လှမ်းဝေးသောကျွန်းလည်းဖြစ်ပါတယ်Easter ကျွန်းဟာချီလီနိုင်ငံကမ်းရိုးတန်းမှအနောက်ဘက်မိုင်ပေါင်း2182 ခန့်အကွာတွင်တည်ရှိပါတယ်။ Easter ကျွန်းဟာချီလီနိုင်ငံရဲ့ပိုင်နက်နယ်မြေမှာရှိတဲ့ကျွန်းတစ်ကျွန်းလည်းဖြစ်ပါတယ်။ Easter ကျွန်းဟာမီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့တြိဂံပုံသဏ္ဍာန်ကျွန်းငယ်လေးတစ်ခုလည်းဖြစ်ပါတယ်။ Easter ကျွန်းနဲ့အနီးဆုံးလူနေထိုင်ရာပိတ်ခရိုင်ကျွန်းစုတည်ပြီး1900 ကီလိုမီတာခန့်ကွာဝေးပါတယ်။ဒါကြောင့် Easter ကျွန်းဟာကမ္ဘာ့အထီးကျန်ဆုံးကျွန်းတစ်ကျွန်းလည်းဖြစ်ပါတယ်။ Easter ကျွန်းရဲ့သမိုင်းဟာစိတ်ဝင်စားစရာကောင်းသလိုသင်ခန်းစာယူစရာလည်းကောင်းပါတယ်။ခရစ်သက္ကရာ700 မှ 1200 ကြားတွင်ပိုလီနီးရှားနွေဖွားများက Easter ကျွန်းပေါ်သို့လှေများဖြင့်သမုဒ္ဒရာကိုဖြတ်ကျော်ကာအခြေချခဲ့ကြပါတယ်။ပိုလီနီးရှားနွေဖွားများက Easter ကျွန်းကိုရာဘာနူရီကျွန်းဟုလည်းအမည်ပေးခဲ့ကြပါတယ်။ Easter ကျွန်းကိုကမ္ဘာကျော်စေတဲ့အဓိကအချက်ကတော့မိုအာအီလို့ခေါ်တဲ့ကြက်ရုပ်တုကြီးများပဲဖြစ်ပါတယ်။ Easter ကျွန်းတစ်ခွင်မှာမိုအာအီရုပ်တုပေါင်း900 ခန့်ရှိပါတယ်။ပိုလီနီးရှားလူမျိုးများကမိုအာအီရုပ်တုကြီးတွေကိုမိမိတို့ရဲ့ဖွားဖွားဘီဘီများနှင့်ခေါင်းဆောင်များကိုဂုဏ်ပြုရာနှင့်ကျွန်းသူကျွန်းသားများကိုစောင့်ရှောက်ရန်အတွက်ထုတ်လုပ်ခဲ့ကြပါတယ်။ Easter ကျွန်းမှာရှိတဲ့အချို့ရုပ်တုများဟာအလေးချိန်တာ 80 ကျော်ရှိပါတယ်။ဒါကြောင့်ရုပ်တုကိုဘယ်လိုသယ်ယူခဲ့သလဲဆိုတာယနေ့တိုင်ပညာရှင်တွေငြင်းခုန်နေရတဲ့ရှင်းလင်းချက်တစ်ခုလည်းဖြစ်ပါတယ်။ 16 ရာစုနဲ့ 17 ရာစုခန့်တွင် Easter ကျွန်းရဲ့လူဦးရေဟာ 15,000 ခန့်အထိရှိခဲ့ပါတယ်။ Easter ကျွန်းသူကျွန်းသားများကရုပ်တုကြီးများသယ်ယူရာနှင့်စိုက်ပျိုးရေးအတွက်သစ်ပင်များကိုအလွန်ကျွန်ခုတ်လှဲခဲ့ကြပါတယ်။သစ်ပင်များမရှိတော့သဖြင့်လယ်မစိုက်နိုင်တော့ဘဲငါးဖမ်း၍မရမြေဆီလွှာပျက်စီးသဖြင့်စားနပ်ရိက္ခာရှားပါးမှုများဖြစ်ပေါ်ခဲ့ပါတယ်။ Easter ကျွန်းဟာအရင်းအနှီးရှားပါးလာမှုကြောင့်မြို့နယ်စုများကြားမှာဖိနှိပ်စစ်ဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့် Easter ကျွန်းရဲ့လူဦးရေဟာအကြီးအကျယ်လျော့နည်းခဲ့ရပါတယ်။1722 ခုနှစ်ဂျိုကိုရိုဂါဝယ်လို့ခေါ်တဲ့ဒါ့ချ်လူမျိုးရေကြောင်းခရီးသွားကကျွန်းကိုတွေ့ရှိခဲ့ပါတယ်။ Easter တနင်္ဂနွေနေ့တွင်တွေ့ရှိခဲ့သဖြင့်ကျွန်းကို Easter ကျွန်းဟုအမည်တင်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ပိုင်းတွင်ကျွန်ပြုခံရခြင်းနှင့်ရောဂါဘယများကြောင့်ကျွန်းနေလူဦးရေမှာ111 ဦးအထိပင်ကျဆင်းသွားခဲ့ပါတယ်။ Easter ကျွန်းရဲ့40% ကို UNESCO ကကမ္ဘာ့အမွေအနှစ်နေရာအဖြစ်သတ်မှတ်စောင့်ရှောက်ထားပါတယ်။ Easter ကျွန်းပေါ်မှာရှိတဲ့ကမ်းခြေနားမှာရှိတဲ့ရုပ်တုများဟာရာသီဥတုပြောင်းလဲမှုကြောင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းနှင့်တိုက်စားခြင်းတို့ကြောင့်ပျက်စီးမှုအန္တရာယ်နှင့်ရင်ဆိုင်နေရပါတယ်။ Easter ကျွန်းမှာရှိတဲ့မိုအာအီရုပ်တုများဟာကမ္ဘာလှည့်ခရီးသွားများကြားမှာစိတ်ဝင်စားမှုအလွန်မြင့်မားနေပါတယ်။ခရီးသွားလုပ်ငန်းဟာ Easter ကျွန်းရဲ့အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Easter ကျွန်းပေါ်မှာအသေးစားစိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းများရှိပါတယ်။ Easter ကျွန်းပေါ်မှာနေတဲ့သူတွေဟာနာနာသည့်ကစွန်ဦးတို့ကိုကိုယ်တိုင်ဖူလုံရောင်စိုက်ပျိုးကြတယ်။ကုန်ပစ္စည်းအများစုကိုချီလီနိုင်ငံမှလေယာဉ်နှင့်သင်္ဘောဖြင့်တင်သွင်းရသဖြင့် Easter ကျွန်းပေါ်မှာလူနေမှုစရိုက်အလွန်မြင့်မားလှပါတယ်။ပတ်ဝန်းကျင်ညစ်ညမ်းမှုပင်လယ်သမုဒ္ဒရာရေစီးကြောင်းကြောင့်ပလတ်စတစ်အမှိုက်များစုပုံလာခြင်းမှာ Easter ကျွန်းရဲ့ကြီးမားတဲ့ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ယခုလက်ရှိမှာတော့ Easter ကျွန်းဟာနေရောင်ခြည်စွမ်းအင်ကိုအသုံးပြုပြီးသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်ကြိုးပမ်းလျက်ရှိပါတယ်။ Easter ကျွန်းဟာကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သလိုဂေဟစနစ်နူးနယ်တဲ့နေရာလည်းဖြစ်ပါတယ်။ Easter ကျွန်းကိုသွားလည်မယ့်ခရီးသွားများအတွက်စည်းကမ်းကိုတင်းကျပ်စွာပြဌာန်းထားပါတယ်။ Easter ကျွန်းပေါ်ကိုလာရောက်လည်ပတ်မယ့်ခရီးသွားများအနေဖြင့်ကျွန်းပေါ်မှာရက်ပေါင်း30တာနေထိုင်ခွင့်ပြုထားပါတယ်။ Easter ကျွန်းပေါ်မှာခရီးသွားများလိုက်နာရမယ့်စည်းကမ်းချက်များလည်းရှိပါသေးတယ်။ရှေးဟောင်းမိုအာအီရုပ်တုကြီးများကိုခရီးသွားများထိခွင့်ကိုင်ခွင့်မရှိပါ။ရုပ်တုကြီးရှိတဲ့ဇီးမြစ်ပေါ်မှာတက်နင်းတာကိုပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ Easter ကျွန်းပေါ်သို့သွားရောက်လည်ပတ်မယ်ဆိုရင်သတ်မှတ်ထားတဲ့လမ်းကြောင်းကိုသာသွားရပါတယ်။
အစ္စတာကျွန်းပေါ်မှာရှိတဲ့ရာဘာနူ၏အမျိုးသားဥယျာဉ်အတွင်းရှိနေရာတွေကိုတရားဝင်ဧည့်လမ်းညွှန်မပါဘဲဝင်ရောက်ခွင့်မပြုတော့ပါ။လူကြီးမင်းများနဲ့ကျွန်တော်ဝေမျှလိုက်တဲ့အကြောင်းအရာတွေကိုနှစ်သက်သဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို follow နဲ့ subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ကြည့်ရှုသူလူကြီးမင်းတဦးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။